အားလုံးမင်္ဂလာပါရှင်ကိုယ် Alice ကနေကြိုဆိုပါရစေဟိုတနေ့တော့မမီပြောထားတဲ့အတိုင်းပဲမဲနိုင်ပေးမယ်မမီရဲ့ comment ထဲမှာ yes လို့ဖြေထားတဲ့လူတွေက18ယောက်ရှိပြီးတော့မှအခုမမီမဲနိုင်တော့မယ် comment ပေးထားတဲ့လူတွေရဲ့နာမည်တွေကိုမမီဒီ random ထဲမှာထည့်ထားလိုက်တယ်မမီ start လုပ်လိုက်လို့ရှင်သူကလဲပြီးတော့မှကြောက်သွားတဲ့နာမည်ကိုမမီလက်ဆောင်ပေးမယ်ပထမဆုံးမမီဒီပုံကိုမဲနိုင်ပေးချင်ပါတယ်အားလုံးစုစုပေါင်းကတော့18ယောက်ထိရှိပါတယ်မမီ start လိုက်တော့မယ်နော်မကြည့်လဲဒေါ်နုနုညံ့ကြသွားပါလေဒီပုံကိုဒေါ်နုနုညံ့ရသွားပါတယ်ပြီးတော့မှမမီကဒီပုံကိုမမီမဲလိုက်ချင်တယ်မမီပြစတားလိုက်ရမယ်နော်ကြောင်ညာဒီတစ်ခါမမီဒီပုံကိုမဲလိုက်ပေးချင်ပါတယ်မမီပြစတားလိုက်ရမယ်နော်ဘယ်သူရမလဲမောမောဆယ်စီမောစီလာမဆီလာကြောက်ပါလေCongratulations ပါဒီပုံကိုမဆီလာကြောက်ပါပါတယ်နောက်ဆုံးမိမိဒီပုံကိုမင်းလိုက်ပေးချင်ပါတယ်မိမိပြန် start လိုက်ရမယ်ဘာတူရတယ်မသိနော် Rosemary လင်းကြောက်ပါပါတယ် Congratulations ပါ Rosemary ရေအားလုံး Christmas မှာ enjoy ဖြစ်ကြမယ်လို့ထင်ပါတယ်ကန်ဆယ်မဲနိုင်တာပေါက်သွားတဲ့သူတွေကိုလည်းမိမိ Congratulations လို့ပြောချင်ပါတယ်နောက်ကြမိမိ